Okay မင်္ဂလာပါ Dash for Kids ကနေကြိုဆိုပါရစေအဲ့တော့ကျွန်တော်တို့အခုဒီနေ့ပေါ့နော်ပြောပြပေးသွားမယ်အကြောင်းအရာကဒါလဲဆိုတော့ဒီအခုချိန်မှာပေါ့နော်ဒီကလေးတွေက screen time အရင်များတယ်ပေါ့နော်သူတို့ဒီ mobile phone လုံးမဟုတ် tablet မရှိဘူးဆိုလို့ရှိရင်မနေတတ်ဘူးပေါ့နော်အဲ့လိုမျိုးကိစ္စတွေဖြစ်လာတဲ့အချိန်မှာ screen time ကိုဘယ်လို control လုပ်လဲပြီးပါတယ်လို့ပြောပေါ့နော်ဘယ်လို control လုပ်လဲဘယ်လို application တွေကိုပြီးသုံးလဲဘယ်လို application တွေကိုပြီးသုံးလဲပြီးလို့ရှိရင်ဒီ application တစ်ခုကိုဘယ်လောက်အချိန်ပေါ့နော်ပြီးသုံးမလဲပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီကလေးရဲ့ device ကပေါ့နော်ဘာတွေလုပ်နေလဲဆိုတာဟာတွေကကျွန်တော်ဒီဘက်ကနေမိဘအနေနဲ့မြင်လို့ရတယ်မိဘအနေနဲ့ control လုပ်လို့ရမယ်ဆိုတဲ့ဟာလေးပေါ့နော်ဆိုတော့ဒါကတော့ပြောဆိုလို့ရှိရင်ကိုယ့်ရဲ့ကလေးအတွက် safety ဖြစ်မယ်အကြောင်းအရာတွေပေါ့နော်အဲ့တော့ဒီ family link ဆိုတဲ့ဟာလေးကိုကျွန်တော်မိတ်ဆက်ပေးပါမယ်ဒါ Google ကနေမှပေးထားတဲ့ service တစ်ခုပေါ့နော်အကုန် free သုံးလို့ရပါတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့လိုက်ကြည့်အောင်ပထမဆုံးအနေနဲ့ပေါ့နော်ဒီ family link ကိုထည့်မယ်ဆိုလို့ရှိရင်ဒီမှာ play store ပေါ့နော် play store ကိုတွားမယ်ပြီးရင်ကျွန်တော်ဒီမှာ family link ပေါ့နော်ရှာကြည့်လိုက် family link ဆိုရှာကြည့်လိုက်ကျွန်တော်တို့ထည့်ထားပြီးသားပေါ့နော်ထည့်ထားပြီးသားဆိုတော့ဒီမှာ open နှိပ်လိုက်ပါနော် open နှိပ်လိုက်ရင်တော့ဒီလို screen ပေါ်လာတယ်ပေါ့နော်အဲ့ဒီမှာဒီမှာဆိုရင် add child ပေါ့နော် add child ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ Google account နဲ့သွားပြီးတော့ချိန်တယ်ပေါ့နော်အဲ့တော့လက်ရှိကကျွန်တော် Google account မရှိသေးဘူးမရှိသေးတော့ကျွန်တော်ဒီကိုယ့်ရဲ့ကလေးအတွက်ပေါ့နော်ကိုယ့်ရဲ့ကလေးအတွက်ကျွန်တော်ဒီမှာ account ဖွင့်ပေးမယ်ပေါ့နော် account မရှိသေးဘူးဆိုတော့ no ကိုနှိပ်လိုက်လို့နှိပ်လိုက်ပြီဆိုတော့သူကဒီအဆင့်လေးလာပြတယ်ပေါ့နော်အဲ့မှာဒီမှာ list ကိုနှိပ်လိုက်မယ်ဒီနာမည်ရွေးရတယ်ပေါ့နော်အဲ့နာမည်ရွေးရအခုကျွန်တော်နာမည်တစ်ခုရွေးလိုက်ပေါ့နော်ကျွန်တော်နာမည်ပဲထည့်လိုက်ပါမယ်ဒီမှာနာမည်ပေါ့နော်ခလေးအတွက်ဆိုတော့ခလေးအတွက်ပေါ့နော် child ဆိုရေးလိုက် okay အဲ့မှာကျွန်တော်တို့ရဲ့ဒီ birthday date ကိုထည့်ရတယ်ပေါ့နော်ထားပါတော့ကျွန်တော်ဒီတစ်ခုရွေးလိုက်ပေါ့နော်ကျွန်တော်ရဲ့ဘောနော်အသက်ရှင်းနေတာတွေ73နှစ်ဝန်းကျင်ပေါ့ဆိုလို့ရှိရင်2009ပေါ့ထားပါ2009အဲ့တော့ gender ရွေးရရှိတယ် gender ရွေးရတော့ယောက်ျားလေး main ကလေးရွေးလို့ရ rather not to say ဆိုရင်တော့ပြောချင်ဘူးပေါ့နော်အဲ့လိုလေးပြောလို့ရတယ်ဒီမှာ next ပေါ့နော်အဲ့မှာဘယ်လိုပြရရေးမလဲပေါ့နော်ဒီအဲ့တော့ကျွန်တော်ဒီမှာပြလေးရွေးလိုက်မယ်နော် sinwithc@gmail.com ဆိုပြီးလိုက်မယ်ပြီးပြီးကျွန်တော် next နေလိုက်ပါပေါ့နော်ဒီမှာဒါ password ပေးရတော့နော် password တစ်ခုပေးလိုက်တာဒီကျွန်တော် password အဲ့တော့ဒီမှာလူဘောမဟုတ်တဲ့အကြောင်းပေါ့နော်ဒါဖုန်းနံပါတ်တစ်ခုနဲ့ confirm လုပ်ရမှာနော်ဖုန်းနံပါတ်ကျွန်တော်တို့ဒီဖုန်းနံပါတ်တစ်ခုနဲ့ပေါ့နော် confirm လုပ်လိုက်ပြီအဲ့ဆိုရင်ဒီမှာနံပါတ်ရွေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းကိုဒီကျွန်တော်တို့ကလေးကိုပေးသုံးထားတဲ့ဖုန်းတွေရတယ်ကျွန်တော်တို့ကိုယ်တိုင်ရဲ့ဖုန်းတွေရတယ်ပေါ့နော်ဒီမိဘကိုယ်တိုင်ရဲ့ဖုန်းတွေရတယ်အခုကတော့ကျွန်တော်ဖုန်းနံပါတ်ထည့်လိုက်တယ်ပေါ့နော်ဒီခုနက password တွေပဲပေးပြီးပါဆိုရင်ဒီ page ကြီးကြာလာတယ်ပေါ့နော်ဒီကပြောပြထားတယ်ပေါ့နော်ဒီမှာကျွန်တော်ဒီဟာကိုဖတ်ကြည့်လို့ရတယ်ပြီးရင်ပေါ့နော်ဒီမှာဒီခုနက step တွေပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်ဒီ family link ထဲမှာသူကလာပြီးတော့ဒီမှာနေရတယ်ပေါ့နော်ကိုယ့်ရဲ့ပေါ့နော်ဒီကိုကလေးရဲ့အကောင့်ပေါ့နော်ဒါကတော့ကျွန်တော်အကောင့်အစမ်းလုပ်ရထားတာပေါ့နော်သူ့ရဲ့အကောင့် setting တွေကိုဒီမှာကြည့်လို့ရတယ်အကောင့် info ပေါ့နော်အကောင့် info ဆိုရင်နာမည်တွေ email တွေလိပ်စာတွေပါတယ်ပေါ့နော်ပြင်မယ်ဆိုရင်ဒါလေးလိပ်ပြီးတော့ပြင်လို့ရတယ်ပေါ့နော် email လိပ်စာတော့ပြင်လို့မရဘူးဗာလေးတွေပါပြင်တာတော့ပြင်လို့ရတယ်ပေါ့နော် okay ဒီမှာဘာလဲဆိုတော့ content restriction ဆိုတာရှိတယ်ပေါ့နော်ဒါကဒီအကောင့်ပေါ့နော်ဘာတွေပေးတော့တယ်ဘာတွေပေးမတော့ဘူးဆိုတာတွေကိုကျွန်တော်ဒီမှာတွားပြီးတော့လုပ်လို့ရတယ်။ Okay အဲ့တော့ကျွန်တော် YouTube ကိုပြမယ်နော် YouTube ကိုပေါ့parental control နဲ့ကျွန်တော်တွားပြီးလုပ်လို့ရတယ်ပေါ့နော်။အဲ့တော့ YouTube Kids ကိုပေးခြင်းလား YouTube ကိုပေးခြင်းလားပေါ့နော်။အဲ့တော့ YouTube Music တွေကိုတော့ parent supervisor ဆိုတဲ့ဟာကိုတင်လိုက်မယ်နော်။တင်ပြီးတော့ select နေလိုက်မယ်။အဲ့တော့ဗာလဲဆိုတော့ဒီသူ့ရဲ့ပေါ့နော်ဒီ6နှစ်နဲ့အထက်ပေါ့နော်ဒါလို့73နှစ်ဝင်ခြင်း။ Okay ဒါတော့ကျွန်တော်73နှစ်ဝင်ခြင်းအောင်ပြီးပြီးလိုက်ပါနော်။ Okay ဆက်ကြပြီးအဲ့ဆိုရင်ဒီမှာတူတူမြင်ရပါတော့ဒီနေရာမှာဒီ finish setup ဆိုရင်ရပြီနော်အဲ့ဆိုရင်ကျွန်တော်တို့က YouTube ကိုကျွန်တော်တို့ကဒီဟိုလောက်တာပေါ့နော်ဒီ parental control ပေးလိုက်တာပေါ့နော်ဒီ auto play disable လုပ်လာတာပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ပြထားတာနော်ဒီရပြီ
ဒီ highlight မှာဆိုလို့ရှိရင်ကျွန်တော် device ကထည့်ရတယ်ပေါ့နော် account ရှိတယ်ဒီမှာကတော့ဒါ device ပေါ့နော်လောလောဆယ်ကဒီ account မှာ control ရှိနေတာပေါ့နော်အဲ့တော့တစ်ဖက်မှာဒီ child account တုံးပြီးတော့เนาะဒီ clear ရဲ့ account တုံးပြီးတော့ login ဝင်လိုက်တာနဲ့ဒီမှာလာပြီးတော့ပေါ့နော် device မှာလာပြီး connect ဖြစ်မယ်ပေါ့နော်အဲ့တော့အခုကျွန်တော်တို့ပြမယ်ဟာကဒီ Chromebook ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါလေးကို setting ထည့်ပြီးတော့ကျွန်တော်ဒီမှာ family link နဲ့ကျွန်တော်စမ်းပြမယ်လုပ်ပြမယ်ပေါ့နော်အဲ့တော့ Chromebook ကဘာလို့ Chromebook ကိုပြောရလဲဆိုလို့ရှိရင်ဒါ education purpose ရပါတော့เนาะဒီ education ဒီဟိုပေါ့เนาะဒီပညာရေးမှာစာသင်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီ Chromebook တွေပေါ့ပေါ့ပါနဲ့သုံးလို့လည်းရတယ်ပြီးလို့ရှိရင်ဒါ family link နဲ့ manage လုပ်လို့ရတယ်ပေါ့เนาะအဲ့ဒါကြောင့်မို့ကျွန်တော်ဒီ Chromebook ကိုနဲ့ကျွန်တော်စမ်းပြမှာပေါ့เนาะဒီ family link ဟာလေးပေါ့เนาะအဲ့တော့ကျွန်တော်လည်းကြည့်လိုက်အောင်เนาะကျွန်တော် Chromebook က setting လေးပြမယ်เนาะဒီတော့ Chromebook ကိုကျွန်တော်စပြီးတော့ setting ချပါမယ်เนาะ Chromebook ကို setting ချရအောင်ဆိုရင်ဒီမှာဒါတော့ personal use ပေါ့เนาะ personal use ဆိုတော့ဒါကိုယ့်အကိုတုံးနေတာပေါ့เนาะဒီကောင်ကတော့ for work ဆိုတော့အလုပ်တော့တုံးတာပေါ့เนาะဒါကကျတော့လာလို့ဆိုကိုယ့်ရဲ့ကလေးကိုဒီ family link နဲ့ချိန်ပြီးတော့ပေးချင်တဲ့ solution ဒီ for a child ရွေးပြီးတော့ချိန်ပေးရတယ်ပေါ့เนาะ okay for a child ရွေးလိုက်မယ်ပြီးရင် next ရွေးလိုက်မယ်ပြီးရင်တော့ school account နဲ့child ရဲ့ Google account ဆိုနှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ Google account နဲ့ family link ဖြစ်နေတဲ့အတွက် Google account နဲ့ကျွန်တော်ချိန်ပြတယ်နော် Google account ပြီးလိုက်မယ်ဒီ next တင်လိုက်ပေါ့နော် internet connection ကတော့ရှိဖို့လိုတယ်ပေါ့နော် internet connection ရှိဖို့လိုတယ်အဲ့တော့ create လုပ်လို့ရမယ် sign လုပ်လို့ရမယ်ခုနကတော့ကျွန်တော်က create လုပ်ပြီးတော့ဖြစ်တဲ့အတွက် sign with child account ရေးမယ်ပြီးတော့ next တင်လိုက်ပေါ့နော် okay ကျွန်တော် account လေးထည့်လိုက်ပါပေါ့နော်ဒီ next လေးနဲ့ okay ဘောကောတော့ pascal ပြီးပါဆိုပြီးလိုက်ဒါတော့ verification step ပေါ့နော်အပြီးတော့ next လေးလိုက်မယ် okay password ထည့်ပါပေါ့နော် password လေးထည့်လိုက်မယ်ဒါကတော့ဒီ child account လေးပေါ့နော် password ပေါ့နော်next လေးလိုက်မယ်okay ဒါဘယ်သူက supervise လုပ်မှာလဲဆိုတာဒီမှာ supervise လုပ်တဲ့ account ဒီမှာပေါ့နော်ဒါကတော့ parents ရဲ့ account ဖြစ်ပါပေါ့နော်ဒါတော့ parents account ရဲ့ password ကိုပြန်ရမယ်ပေါ့နော်ဒါတော့2 step verification ခံထားလို့ပေါ့နော်ဒီတော့တကယ်လို့2 step verification မခံထားလို့ဆိုရှင်သူကသူဖြစ်သွားတယ်နော် agree ပါတန်ပြတယ်ပေါ့နော်ဒီကဆိုရင် control on Google Play ပေါ့နော်အဲ့တော့ Google Play ကို control ဘယ်လိုလုပ်လဲဆိုတဲ့ဟာလေးကျွန်တော်ဒီမှာ setting ရှိတယ်ပေါ့နော်အဲ့တော့ PG13 ထားမယ်တော့ PG ပဲထားမလားပေါ့နော် application နဲ့ game တွေမှာလည်းကျွန်တော်တို့က team ရှိမယ် template ရှိတယ်ပေါ့နော် everyone template ဆိုတာကျွန်တော်တို့က10နှစ်ဝင်းကျင်ဆိုလို့ရှိရင်တော့ဒီဟာလေးကိုရွေးတယ်ပေါ့နော်ရွေးထားတာကြားတယ် movie တွေကတော့ခုနက PG13 ကိုရွေးထားပြီးတယ် TV ဆိုလို့ရှိရင်လည်းကျွန်တော်တို့က TV ပါလေ TV 14ပေါ့နော်သူ14နှစ်ဝင်းကျင်စာအုပ်တွေလည်းလုပ်ပဲပေါ့နော်Chrome မှာ filter တွေလည်းထားလို့ရတယ်ပေါ့နော်ဝင်မဝင်စီခြင်းတဲ့ website တွေဝင်တဲ့ဟာတွေပေါ့နော်ဆိုလို့ရှိရင်ဒီဟာလေးကိုထားထားပြီးတော့ပေါ့နော် allow outside ဆိုတော့အကုန်လုံးဖွင့်မယ်ဒီကောင်ပေးထားရဆိုလို့ရှိရင်တော့ဒီဟိုပေါ့နော်ဒီ PG13 out ပေါ့နော်73နှစ်ဝင်ခြင်းအောက်ဒီဝင်လို့ရတဲ့ website တွေပေးမှုတွေပေါ့နော်အဲ့တော့ Google ရဲ့ search တွေလည်းဒီမှာ filter လုပ်ထားလို့ရတယ်ပေါ့နော်blur လုပ်ထားတာပိတ်ထားတာပေါ့နော်အဲ့ဒါမျိုးကျွန်တော်လုပ်လို့ရတယ်အခုကတော့ကျွန်တော်တို့က default setting နဲ့ filter ကိုထားထားမယ်ပေါ့နော်ပြီးရင်ကျွန်တော် next ထည့်ရတယ်ဒီခဏလေးစောင့်ပါနော်ဒီကတော့ဒီ supervise လုပ်တဲ့လူရဲ့ဒါ phone number နဲ့ပေါ့နော်ဒါ verification code ထည့်ရတယ်ပေါ့နော် phone number လေးထည့်လိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာ login ဝင်လိုက်ပြီเนาะ login ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီမှာလာပြီးတော့သူက log ဝင်ထားတဲ့ဟာပေါ့เนาะအခုဒီမှာဆိုလို့ရှိရင်ဒါ Chromebook နဲ့ဝင်ထားတယ်ဆိုရင်ဟာလေးကပြရတယ်ပေါ့เนาะအဲ့တော့ပြမယ်ဆိုလို့ရှိရင်ဒီမှာ application တွေကိုဒီမှာ limit တော့ပေးထားလို့ရတယ်เนาะဟိုကြည့်အောင်အဲ့တော့သူကလည်းနည်းနည်း license သွားတယ်အဲ့ဒီမှာဆိုလို့ရှိရင်သူကအခုလောလောဆယ်ထည့်ထားတာက Duolingo ကိုသူထည့်ထားတယ်ပေါ့เนาะအဲ့တော့ Duolingo ကိုသူကဘယ်လောက်သုံးထားလဲပေါ့เนาะဆိုတဲ့ဟာကိုဒီမှာလာပြီးမြင်ရတယ်ပြောမယ်ဆိုလို့ရှိရင်ဒီမှာဆိုရင်သူက device ရှိရပေါ့နော် device ရှိရဒီမှာ two device ကိုမြင်ရတယ်ပေါ့နော်ဒီမှာ two device ကို
lock လုပ်လိုက်လို့ရတယ်ပေါ့နော်။lock နှိပ်လိုက်တယ်သူကဘာဖြစ်မှာလဲဆိုတော့2 device ကဒီ lock ကြပါတယ်။ပြောမယ်ဆိုရင်တော့ကိုကမသုံးစေချင်ဘူးဆိုလို့ရှိရင်လှမ်းပြီးတော့ပိတ်လိုက်လို့ရတယ်။ဒါမျိုးပေါ့နော်။လောကြပါဒီမှာ Chromebook ကလောကြတာ Chromebook ကိုကျွန်တော်ပြန်ဖြီးလို့မရတော့ဘူးเนาะပြန်ဖြီးလို့မရတော့ကျွန်တော်ဒီဘက်ကဖွင့်ပြီးမှအဲ Chromebook ကပြန်သုံးလို့ရတယ်เนาะဒီမှာ device မှာပြန်ပြီးတော့ဟို unlock လုပ်ပြီးလိုက်เนาะ unlock လုပ်ပြီးလိုက်မှတစ်ခါမှလာပြီးတော့သုံးလို့ရတယ်ပေါ့เนาะဟို password ထည့်ရပါပေါ့เนาะOkay ကျွန်တော် application တစ်ခုထည့်တော့ပြီပေါ့နော်ဒါကျွန်တော် application အသစ်တစ်ခုထည့်မယ်ခုနကတော့ဒါကျွန်တော်ထည့်ထားပြီးသားလေးပေါ့နော်ပြအခုထည့်မယ်ဆိုလို့ရှိရင်ဘယ်လို prompt တွေပေါ်လဲပေါ့နော် Okay အဲ့တော့ကြည့်ကြည့်ရအောင်နော်အဲ့တော့ကျွန်တော်ဒီမှာ category ဆိုတဲ့ application ကိုထည့်တယ်ပေါ့နော်အဲ့တော့ကျွန်တော် install လုပ်ပြလိုက် Okay install လုပ်ပြလိုက်တဲ့အချိန်မှာဒီလို message လာပေါ်တယ်ပေါ့နော်သူက ask in person နဲ့ ask in message ကိုပေါ်တယ် Okay ask in person ဆိုလို့ရှိရင်တော့သူကဒီ parent ရဲ့ password နဲ့password ရိုက်ထည့်လိုက်ပြီးတော့တန်းပြီးတော့ install လုပ်လို့ရတယ်။ Okay ဘေးနားမှာကိုယ်ရှိနေတာမဟုတ်ဘူးပေါ့နော်။ तू ကတနည်းရသွားတယ်ပေါ့နော်။ Oakley ရဲ့တနည်းရသွားတယ်။တစ်ခုခုကိုသူ့ရဲ့ဒီ Chromebook ထဲမှာ install လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ Asset Messenger ဆိုတဲ့ဟာနဲ့လှမ်းပြီးတော့အဝေးမှာရှိနေတဲ့ကိုယ့်ရဲ့မိဘပေါ့နော်။လှမ်းပြီးတော့သူကခွင့်တောင်းလို့ရတယ်။ဒီ Asset Message ဆိုတာလည်းသိလိုက်လို့ရှိရင်အဲ့မှာ तू က message request ဆိုပြီးတော့ပေါ်လာတယ်။ message တော့ပို့လိုက်ပါပြီဆိုပြီးပေါ်လာတယ်။အဲဒီမှာ codec ဆိုပြီးနှိပ်ထားလို့ရတယ်ပေါ့နော်။လောလောဆယ်ဒီအခြေအနေမှာဆိုရင် pattern ဖြစ်နေတာပေါ့နော်။အဲ့တော့ဒီ parents ရဲ့ device မှာဘယ်လိုလာပေါ်လဲဆိုလို့ရှိရင်ဒီမှာ notification လေးတက်လာတယ်။အဲ့တော့ तू ကဒီမှာပြောတယ် category တဲ့ဒီထည့်နေတယ်တဲ့။ဆိုတော့အဲ့ဒါလေးကိုနှိပ်လိုက်တယ်။ပေါ့နော်။ Okay ဒီမှာကျွန်တော်ကထည့်ခွင့်ပြုပါတယ်။ approve ဆိုပြီးပြောပြလိုက်တယ်။နော်ကျွန်တော်ဒီသူ့ကိုခွင့်ပြုလိုက်တယ်ပေါ့နော်။ခွင့်ပြုလိုက်တဲ့အချိန်မှာဒီမှာစပြီးတော့ဒီ source စပြီးလုပ်တယ်။အဲဒီဒါကျွန်တော် category ကိုသုံးလို့ရတယ်ပေါ့နော်။ဟိုကဒီတောင်းတာတော့ပြီးတော့သူ့ရဲ့ application တွေကိုတော့ကြည့်နေရတယ်ပေါ့နော်။ Okay အဲ့တော့နောက်ထပ်တစ်ခုပေါ့နော်ဒါ application တော့ခုကျွန်တော်ထပ်ထည့်ကြည့်မယ်နော်။ဟာပါတော့ဒါကျွန်တော်တို့ရဲ့ player ပေါ့ဗျာ။ဟို media player ပေါ့နော် media player ဒါတော့အပြင်ကျွန်တော်တို့ image player သုံးတာများတယ်။ image player ပေါ့နော်ဒါတော့ image player ကျွန်တော်ထည့်နေတယ် install လုပ်လိုက်တယ်။ဟိုဒီမှာ send message လာပြီးတော့ message ပို့လိုက်တယ်ပေါ့နော်။ Okay ဒါဆိုရင်ဒီမှာ message လာပေါ်မယ်။ပြလိုက်တယ်။နော်ကိုကဝင်သွားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒါနမူနာလေးပြတယ်ပေါ့နော်။ဒီ parent control ကဘယ်လောက်ထိလုပ်လို့ရလဲဆိုတာပေါ့နော်။ကျွန်တော်ပြတယ်။ဒီတော့ဝင်ဒါဟောပေါ့နော်။ဒါ application တစ်ခုအသစ်ဝင်သွားပြီပေါ့နော်။ Okay အဲ့တော့ကြည့်ကြည့်ပြီပေါ့နော်။ကျွန်တော်ဒီ mobile မှာဒီမိဘရယ်ပေါ့နော် parents ရဲ့device မှာလာပြီးတော့ကြည့်ကြည့်မယ် Okay ဒီ device မှာဒါအဓိကအဖြစ်ပေါ့နော်ဒါကတော့ဒါမိဘတွေဘက်ကနေမှသုံးပါမယ်ဟာပေါ့နော်ဆိုတော့ तू ကဒီမှာ daily limit တွေသတ်မှတ်ပေးလို့ရတယ်နော်ဘယ်နေ့ကနေဘယ်ချိန်ကနေဘယ်ချိန်ထိပေါ့နော်ဒီ setup ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်အဲ့တော့ဒီ Monday to Friday ကိုတစ်ရက်ကို3နာရီပေးသုံးမယ်ဆိုတဲ့ setting ပေါ့နော်အဲ့ဒါလေးလုပ်ပြီးလို့ရတယ် schedule ပေါ့ဒီမှာ schedule ဆိုတာနှိပ်လိုက်လို့ရတယ်အဲ့တော့ Saturday Sunday မှာဆိုတာလုပ်ပါလေဆိုတဲ့ဟာတွေကိုပြီးတော့တာပြီးပေါ့နော် remove schedule ဆိုရင် schedule ကိုပြောင်းသွားတယ်ပေါ့နော်သူကတော့ဒီမှာလာပြီးယူလို့ရတယ်ဘယ်နေ့ပေါ့နော်ဟိုမှာတရက်ရှားပေးသုံးမှာလားပေါ့နော်ဒီမှာပေါ့နော်တရက်ရှားပေးသုံးမယ်ဆိုပြီးကျွန်တော်ယူထားတယ်တရက်ကိုထားပါတော့ကျွန်တော်ကဒီမှာကနန်းရိုက်ထည့်တာပေါ့နော်ဒီမှာသူ3နာရီ4နာရီပေးသုံးမယ်ပေါ့နော်4နာရီပေးသုံးမယ် Okay ဒီမှာဒါဆိုရင်4နာရီပေးသုံး release ရတယ်ပေါ့နော်ပြီးရင်ဒီမှာ dance ဆိုတာလုပ်လိုက်တယ်အဲ့တော့ तू ကဒီ device ကိုသုံးယူခွင့်4နာရီရမယ်ပေါ့နော်အဲ့တော့ तू ကဒီမှာ3နာရီနဲ့53မိနစ်ကြံသေးတယ်အဲ့ तू ဒီဘက်ကတော့မြင်ရတယ်ဆိုလို့ရှိရင်ဒီမှာ notification လေးလာပြတယ်ပေါ့နော်ဒီမှာလာပြတယ် update from ဒီမှာ parent ဆိုပြီးတော့လာပြတယ် notification ပေါ့နော်ဒါကောင်းတဲ့ဒါမိုက်တယ်ပေါ့နော်သူ့ရဲ့ features တွေတော်တော်မိုက်တယ်သုံးလို့ကောင်းတယ်ပေါ့နော် तू က down time ရှိတယ်အဲ့တော့ဒါ down time ဆိုတဲ့ဟာကလည်း lock ချတာလားဖွင့်လို့မရဘူးဆိုတာ power ကိုအောင်လို့ power on ပဲပဲလေသူကသုံးလို့မရဘူးဆိုတဲ့ဟာပေါ့နော်သူကသူ့ရဲ့ down time ကတော့လောလောဆယ် default အနေနဲ့က9နာရီကနေည9နာရီကနေမနက်9နာရီအထိဆိုပြီးထားထားတယ်ပေါ့နော်ဒါသူ့ရဲ့ default ကိုကတော့ကိုစိတ်နဲ့ပြောင်းနေရတယ်လို့ရှိရင် application limit တွေရှိတယ်ပေါ့နော်ဒီမှာ app limit ရှိတယ်အဲ့တော့ app limit မှာသူက
ဘယ် play ဘယ် app ကိုဘယ်လောက်ပေးသုံးတယ်ပေါ့နော်အဲ့တော့ဒီမှာ MH player ကိုကျွန်တော်ထားလိုက်တယ်ဒီမှာ set limit ဆိုရှိတာအချိန်နဲ့သွားတာပေါ့နော်သူ့တနားရီပေးကြည့်မှာလား2နာရီပေးကြည့်မှာလားပေါ့နော်အဲ့ဒါရှိတယ်ပြီးရင် block ဆိုတာရှိတယ် okay ဒီမှာကျွန်တော် time limit ကိုခဏဖြုတ်လိုက်မယ် block ဆိုတာနှိပ်လိုက်မယ်ပြီးရင် dance ဆိုတာနှိပ်လိုက်မယ်block ဆိုတာနှိပ်လိုက်တာဖြစ်တဲ့အတွက်ဒီ application ကိုပေးမသုံးဘူးလို့ပြောလိုက်တာအဲ့တော့ဒီ application ကိုပေးမသုံးဘူးလို့ပြောတာဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီ application ကဒီကိုယ့်ရဲ့ကလေးရဲ့ဆက်မှာလုံးဝပေါ်လာမှာမဟုတ်ဘူးနှိပ်လို့လည်းရမှာမဟုတ်ဘူးပွင့်လည်းပွင့်လာမှာမဟုတ်ဘူးเนาะဒီလိုမျိုး error ဒါပြလိုက်ပြီပေါ့เนาะအဲ့တော့ကျွန်တော်ပြန်ပေးသုံးနေတယ်ဆိုလို့ရှိရင်ဒီမှာ blog ကိုပြန်ဖြုတ်လိုက်ပေါ့เนาะပြီးရင် dash နှိပ်ပြီးလိုက်ပေါ့เนาะပြီးရင်တောင်းနေဆိုလို့ရှိရင်ဒီလို notification တွေဒါကိုယ့်ရဲ့ကလေးရဲ့ဆက်မှာလာပေါ်နေတယ်ပေါ့เนาะအဲ့မှာတော့ကျွန်တော်ဒီမှာဘာရှာပြီးတော့ဖွင့်လို့ပွင့်သွားတယ်ပေါ့နော်အဲ့ဒီချိန်မှာပဲပွင့်ဒီဘက်ကနေလှမ်းပြီးတော့မသုံးနေတယ်ဆိုလို့ရှိရင်မသုံးစီရင်ပိတ်ချလိုက်လို့ရတယ်နော်မသုံးစီရင်ကျွန်တော်ပိတ်ချလိုက်တယ်နော်โอเคဒီမှာပိတ်သွားတယ်တော့ပြန်ဖွင့်ပြီးလို့ရတယ်အဲ့ပြန်ဖွင့်ပြီးနော်ဖွင့်ထားပြီးတော့ပါရှိပြန်ပြီးဖွင့်ပြီးလိုက်တာပေါ့နော်ဆိုတော့တရားကြီးလုပ်လို့ရတယ်အဲ့တော့ဒီမှာ device ပေါ့နော်ဒီ device ကို unlock လုပ် unlock လုပ်တဲ့ဟာကိုခုနကတော့ပြပြပြီးတော့ပြီးပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ကတောက်လျှောက်ပေါ့နော်သူရဲ့ဒီ activities တွေကိုကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်ဒီခုပြတော့တာကကျွန်တော်ဒီမှာ Chrome mode နဲ့ပေါ့နော် Chrome mode နဲ့ကျွန်တော်ဒီ mobile နဲ့ကိုကျွန်တော်တို့ family link ချိန်ကိုသုံးတာပေါ့နော်အဲ့တော့ Chrome mode မှာမဟုတ်ဘူးဒီကလေးရဲ့ပေါ့နော်ဒီ Android device တွေမှာ family link Google ရှိမယ်ဆိုလို့ရှိရင်ကျွန်တော် family link ထည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ Google account တစ်ခုကတော့ရှိဖို့လိုတယ်ပေါ့ Google account တစ်ခုကလည်းခုနကကျွန်တော်ပြတဲ့အတိုင်းပဲပြခဲ့တဲ့အတိုင်းပဲ create လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်အခုဒီ family link ရဲ့ကောင်းတဲ့အချက်ကပေါ့နော်ဘာလဲဆိုတော့ကိုယ့်ရဲ့ကလေးကို screen time တွေကိုကိုလိုလိုထိချုပ်လို့ရတယ်ပေါ့နော်ဒါစက်တင်လေးတစ်ခုကြာသွားတာပေါ့နော်ကိုကအများကြီးကလေးကိုပေးသုံးထားတဲ့စားရဆိုလို့ရှိရင်စီးနဲ့ကန်နဲ့ဖြစ်သွားတယ်ပြီးလို့ရှိရင်သူ့ရဲ့ activity ကိုလည်းကျွန်တော်တို့ကသိခွင့်ရတယ်သိလို့လည်းရတယ်ပေါ့နော်ဆိုတော့ဒါဒီအချက်လေးကိုကျွန်တော်တို့က sharing လုပ်ချင်တာပါအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာဘယ်လိုမျိုးပေါ့နော်ဒီကလေးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ဒီ child safety နဲ့ပတ်သက်တဲ့ကိစ္စတွေဘယ်လိုမျိုး content တွေကိုသိချင်တယ်ဘယ်လိုမျိုး content တွေကိုပြောပြပေးစီနေတယ်ဆိုတဲ့ဟာကိုအောက်က comment မှာလာရေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်